မျိုးတွေအားလုံးမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမ်းမချမ်းသာပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်တို့ကြောက်ကတ်မှာကြောက်တယ်နေတဲ့သူတွေပေါ့နော်ကြောက်မကြမနဲ့တော်တော်လေးမှာကျွန်တော်နေရခံရခတ်ပြီးတော့အချင်းကြီးတော်တော်လေးမှာခံစားနေရသူတွေအတွက်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်တော့ပေါ့နော်တကယ်မှကိုကျွန်တော်ကြောက်ကြစီမဲ့ဆေးဆွမ်းကောင်းတစ်ခါတစ်ခွက်ကိုဒါမျိုးတွေရှိကိုလာရောက်စေတနာမြတ်တာဖြစ်လာရောက်မျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်ကြောက်ကတ်မှာကြောက်တယ်နေတဲ့သူတွေနော်တကယ်မှကြောက်ကြစီပါတယ်နော်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေ့ရင်မကြောက်တော့ပါနဲ့လို့ဒီနေရာလေးကကျွန်တော်တောင်းဆိုချင်ပါတယ်ပေါ့နော်ကြောက်ကတ်မှာကြောက်တယ်နေတဲ့အမျိုးတွေအတွက်ဆိုရင်နော်ကျွန်တော်တို့အိမ်မှာဘူးပင်ရှိုံရပြီနော်ဘူးပင်ရှိုံနဲ့ဒီရပြီကျွန်တော်ဘူးပင်မှာကျွန်တော်တို့ရတာဘူးပင်ဆိုရင်ကိုရီးယားတော့ဟိုငယ်တော့ဆိုရင်ဒါဘူးရွက်ဆိုရင်ကျွန်တော်တို့ကကြော်စားမယ်ဟင်းညိုချက်စားမယ်နော်အချင်းလေးချက်မယ်ဘူးသီးဆိုရင်လည်းဒီလိုပဲနော်ချက်စားမယ်ပြုတ်တို့မယ်ဒါဘူးရဲ့နောက်ပါလေကျွန်တော်အယိုးတာသူ့ဆိုရင်လည်းပြုတ်တို့မယ်ပေါ့ဒါဒီလောက်ပဲကျွန်တော်သိခဲ့တယ်ဒါပေမဲ့သူ့မှာတကယ်မှကျွန်တော်တို့အနာမျိုး96ပါယောဂဝေဒနာကိုတက်တာပြောက်ကင်းစေတဲ့စွမ်းအားတွေလည်းအများကြီးရှိတယ်ပေါ့နော်စွမ်းအားတွေအများကြီးရှိတဲ့ထဲမှာနော်ဒီနေ့တော့ဒါကျွန်တော်တို့ကြောက်ကတ်သမားတွေကြောက်ကတ်မှာကြောက်တယ်နေတဲ့သူတွေအတွက်လာရောက်မျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်ကြောက်ကတ်မှာကြောက်တယ်နေတဲ့အမျိုးတွေအတွက်ဆိုရင်ကျွန်တော်တို့ဘူးညွန့်ကိုသုံးပေးရမှာနော်ဘူးညွန့်ငါးညွန့်ကိုနော်ဘူးညွန့်ငါးညွန့်ကိုကျွန်တော်တို့ကကိုယ့်မှာရှိရင်လည်းကိုယ့်မှာဖြတ်လိုက်ပေါ့နော်မရှိရင်တော့ဘူးမှာရှာလိုက်ဘူးညွန့်ငါးညွန့်ကိုဖြတ်ယူမယ်ယူပြီးရလာတဲ့အညွန့်ငါးညွန့်ကိုရေးပြအောင်ဆေးမယ်ဆေးပြီးသွားပြီကျွန်တော်တို့မှာဒီဟိုထောင်းလို့ရရင်လည်းထောင်းပေါ့နော်တကယ်လို့မထောင်းချင်ဘူးပြကြိတ်ဆက်လေးရှိမယ်ဆိုရင်ဘူးညွန့်လေးကြိတ်လိုက်ပေါ့နော်ကျွန်တော်အမှုတ်ဆက်ပေါ့နော်အမှုတ်ဆက်ကိုထောင်းမယ်ဆိုရင်လည်းကျွန်တော်ထောင်းခန့်နေကြတယ်ဒီတိုင်းဆိုရင်တော့ထောင်းခန့်မယ်ကြောက်တယ်ဆိုရင်ကျွန်တော်တို့ကဒါဟိုဒါဘယ်လိုလဲရေချက်အေးလေးအနှဲငယ်လောက်ထည့်ပြီးတော့ထည့်ထောင်းပြီးကိုမှဆက်ရှိတယ်ဆိုလဲကိုဒီကျိတ်ဆက်လေးနဲ့ပေါ့နော်အမှုတ်ဆက်လေးနဲ့အကောင်လေးနဲ့အကောင်အဲ့ထဲကိုထည့်ပြီးတော့ကျွန်တော်ရေချက်လေးအနှဲငယ်ထည့်ပြီးတော့ကျွန်တော်တို့ဒါဟိုသက်လုပ်ပြီးလိုက်ပေါ့နော်ထောင်းပြီးလိုက်အမှုတ်ကျိတ်ပြီးလိုက်ပေါ့တကယ်လို့ရလာတဲ့အဲ့အနှစ်ကိုကျွန်တော်ကရေးပြောင်းဘူးကျွန်တော်တို့ကယူမှာကဘူးညွန့်ရဲ့အရေးကိုယူမှာတော့သူ့အရေးကိုကျွန်တော်တို့ကအဲ့ငါးညွန့်ရဲ့အရေးကိုအကုန်လုံးနှစ်ထုတ်ပေါ့နော်သူ့ရဲ့အရေးကိုနှစ်ထုတ်ပြီးသွားရင်ကြောက်ချင်ပေါ့နော်ကြောက်ချင်ရလို့ရှိပါတယ်နော်ကြောက်ချင်ကိုကျွန်တော်တို့ကဒီမကြီးစီတစည်းခွဲစာလောက်ထည့်ပြီးတစည်းခွဲစာလောက်ကျွန်တော်အမှုတ်ကျိတ်လိုက်ကြည့်ပြီးရင်သူ့အဲ့ဘူးညွန့်ရဲ့အရေးတွေကိုကျွန်တော်တို့ထည့်ပြီးတော့တနေ့ကို2ကြိမ်လုံးနဲ့ကျွန်တော်တို့တောက်ပြီးမယ်ဆိုရင်မကြပါဘူးဆိုတော့ကြောက်တကယ်မှကြတယ်ပေါ့နော်အားကြောင့်မို့နော်တောက်ကြည့်ပါလုံးကြည့်ပါကိုလုံးမကိုပြောက်မှာမနော်ကိုမလုံးတော့ပြောက်မှာမဟုတ်ဘူးနော်သူများစကားတန်တွေတူနေပြီးတော့နေမယ်ဆိုရင်တော့လေတက်လုံးပြောက်မှာမဟုတ်ဘူးနော်အဲ့တော့ကိုလည်းရှားဖို့ရတယ်လွယ်ကူတယ်ပတ်စံလည်းတပြားမှလည်းမကုန်ဘူးနော်အဝေးမှလည်းရှာပြီးတော့ရှာဖွေပြီးတော့လည်းလောက်ကြံမလို့ပဲနဲ့ကိုအိမ်မေးနားမှာတင်မယ်ကိုအရှိနားမှာတင်မယ်ဒါပေါက်နေတဲ့ကိုစိုက်ထားတဲ့ဘူးညွန့်ရဲ့ငါးညွန့်ကိုကျွန်တော်တို့ကထောင်းနော်ရေပြောင်ဆေးပြီးထောင်းလို့ရလာတဲ့အရေးကိုကျွန်တော်တို့ကကြောက်ချင်ကိုကျွန်တော်တို့ဒီမကြီးစီတစည်းခွဲစာလောက်ကိုကြိတ်လိုက်ကိုရင်ကြိတ်လိုက်ပေါ့နော်တနခါတုံးလေးကျွန်တော်ဖိကြိတ်လိုက်တာအမှုတ်ဖြစ်သွားတာပဲနော်အဲ့အမှုတ်ဖြစ်သွားတဲ့ကြောက်ချင်ကိုကျွန်တော်တို့ကဒုနာဘူးညွန့်နော်နှိလို့ရတဲ့အရေးနဲ့ဒါရောထည့်ပြီးယူထည့်ပြီးမှုပြီးတနေ့ကို2ကြိမ်လောက်နော်တောက်ပြီးမယ်ဆိုရင်မကြပါဘူးဆိုတဲ့ကြောက်တကယ်မှကြပါတယ်ပေါ့နော်အားကြောင့်မလွယ်ကူရိုးရှင်းတဲ့နီးလန်းလေးမဟုတ်လို့နော်တကယ်မှတက်တာပြောင်းနေတဲ့နီးလန်းလေးမဟုတ်လို့ဒါမျိုးလေးရှိကိုစေတနာမေတ္တာဖြစ်လာရောက်မျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်ဒါမျိုးတွေတဲ့ယောဂဝေဒနာခံစားနေရတဲ့သူတွေအားလုံးနော်ကျွန်တော်ရဲ့စင်းနီးရဲ့ဗီဒီယိုလေးကြည့်ပြီးတော့တက်တာပြောင်းကင်းပါစေလို့လည်းကျွန်တော်ဒီနေ့လေးဆုတောင်းပေးပါတယ်ပေါ့နော်ကျွန်တော်ရဲ့စင်းနီးရဲ့ဗီဒီယိုလေးမှမဟုတ်ပါဘူးတခြားဆရာကြီးတွေနော်ဆရာမကြီးတွေအများကြီးရှိပါတယ်နော်သူတို့ရဲ့ဗီဒီယိုတွေကိုလည်းယူကြည့်ပြီးတော့ဆရာမကြီးတွေညွှန်ပြနေတဲ့နီလန်းလေးအတိုင်းလိုက်လုပ်ပြီးတော့ကျွန်တော်တက်တာပြောက်ကင်းကြပါစေလို့လည်းဒီနေ့လေးဆုတောင်းပေးတယ်ပေါ့နော်နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာလည်းကျွန်တော်အမျိုးတွေကခန်းစားနေရတော့အနောက်မျိုး96ပါယောဂနဲ့ပတ်သက်ပြီးဆေးဆန်းကောင်းမြောက်ကိုဘာဆေးဆန်းကောင်းမြောက်ယူဆောင်လာပေးအောင်မလဲဆိုတော့လည်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ဒီနေရာလေးကကျွန်တော်ပြောဆိုချင်ပါတယ်ပေါ့နော်မျိုးတွေအားလုံးလည်းကျန်းမာပါစေချမ်းသာပါစေအနာမျိုး96ပါယောဂလည်းကင်းဝေးပါစေခက်ကြီးသုံးပါးမှလည်းကျွန်တော်နိုင်ပါစေလို့ဒီနေရာလေးကကျွန်တော်ဆုမွန်အောင်တောင်းပေးပါတယ်ခင်ဗျာ